ဒါကဟုတ်များဟုတ်နေလားပထမတန်းတုန်းကမိမိနဲ့ကလေးတွေပျော်ပွဲစားထွက်တုန်းကကိုလက်ကကောင်လေးတွေအားရဲတလုံးမောတလုံးနဲ့မိန်းကလေးတွေနဲ့ခင်လားဘယ်လိုကောင်မလေးမျိုးကိုအီးစားထားခြင်းလဲစသဖြင့်မိခဲ့တော့ကောင်လေးဖြစ်သွားတဲ့မျက်နှာကိုကျမမှတ်မိရဲ့ချက်ချင်းတီးပြီးတတိထားသွားတဲ့မျက်နှာစိုးထိုက်သူနဲ့ဇွဲနောင်တို့ကရှက်ရဲရဲပြီးဖြေကြပေမဲ့ကောင်လေးကခက်တီတီဖြစ်ညင်းနေဒီလိုမိကိုမျိုးကိုကျွန်တော်မဖြေချင်ဘူးတဲ့ကိုလက်ကပါဇက်အဟောင်းသားဖြစ်သွားခိုင်းမိမိကရေလေတယ်ကျမလိုချင်တာကနာခံတတ်သောမောင်လေးတယောက်အခုကျမတွေ့တာနေမိတာကစိတ်တူတတ်သောစကယ်ကြီးစကယ်ကျယ်တွေပြောတတ်သောလက်ရင်သောလူစိုးလေးတယောက်ချစ်ခနဲရှိလျင်လက်ကအရင်ပါတာကျမမကြိုက်သည့်အမူအရာအကျင့်ပဲလူတယောက်ကိုသွေးထွက်တန်ယွန်ဖြစ်အောင်လုပ်တာသိရိုင်းနေကျမကရင်းနှီးတုံးလျက်သူ့ကိုမျက်နှာထားတင်းတင်းဖြင့်စူလိုက်တော့လဲသူကပန်းနဲ့ပေါက်တယ်လို့ပဲအင်းပါဟုပုံမှန်လိုပဲစကားပြောတယ်ထို့နောက်ရုတ်တရက်ဘာစိတ်ကူးပေါက်သွားသည်မသိမမနဲ့ကျွန်တော်တအိမ်ထဲနေရရင်သိကောင်းမှာပဲနော်ဟုပြောလိုက်တယ်ကျမသူ့ကိုငဲကြည့်လိုက်တော့စောစောကလိုဒေါသတကြီးမျက်နှာတော့မဟုတ်သို့တော့ကျမထင်ထားသလိုကလေးတယောက်ရဲ့အားကိုးမျှော်လင့်သည့်မျက်ဝန်းတို့ကိုလည်းမမြင်ရသူကြောင့်လူတယောက်ခေါင်းပေါက်သွားလို့ဘာမှပြောင်းလဲမသွားတဲ့မျက်ဝန်းနေဘလို့ထုံပေးပေးကောင်းလေးပါလေဘာဖြစ်လို့လဲကျောင်းမှနေရတာမင်းမပြောဘူးလားသူဘာမှပြန်မဖြေပါချစ်ခနဲရှိလက်ပါတတ်တဲ့မင်းအကျင့်ကိုမပြင်းရင်တော့မမျောလေးနဲ့ကျမဘာဖြစ်လို့ထိုစကားကိုပြောလိုက်မိမှမသိကလေးတယောက်ကိုမျောလင်းချက်ပေးလိုက်သူဖြစ်သွားစဉ်ထိုစဉ်ကမတွေးမိခဲ့တကယ်ကျွန်တော်ဘသူကိုမှကြောက်ရိုးနဲ့မပြစ်ဘူးဆိုရင်မမကျွန်တော်ကိုအိမ်ခေါ်မလာရင်ကျမကလေးတယောက်ပေါ်ကျမစကားမှားသားခဲ့ခြင်းပါလားသို့တော့ကျမဖြေခဲ့မိသည့်အဖြေကပုံမှားခဲ့တယ်အေးခေါ်မှာပေါ့ကျမဘဝရဲ့အမားတွေထိုညနေကလေးကစားခဲ့ဟန်တူတယ်အခုအခါအမလေးဆိုတော့ကပြိုပုံးရတွေးသူမှုမမေ့ပဲခါတရက်ကြာလင်ပြာပါတဲ့နှင်တစ်နှစ်ထင်လို့မရွှင်တမျောရေရှင်တားလို့ရအားပုံပေါ်လာကြည့်လိပ်ပြာလေးတွေကပူတုံးလေးတွေကနေဖြစ်တာလို့မိမိကပြောတယ်မောင်ရဲစော်လေးကကျမအားတထိုင်တည်းဖြစ်ရင်းနှီးခင်မင်သွားခဲ့တယ်သူစိတ်ဝင်စားအောင်ပုံမြင်ကိုကလေးတန်ဖြစ်ဖက်ပြခဲ့သောကြောင့်ဖြစ်မှာပါအေးဟုတ်တယ်မောင်ရဲစော်ရဲ့ဖားလေးတွေကလည်းအမိတန်းလန့်နဲ့ဖားလောင်းလေးတွေကနေပဲဖြစ်တာတားတိလားဟုကျမမေးခြင်းနဲ့သို့တော့ဖားဟူသောစကားကိုပြင်သစ်လိုကျမသိတော်လဲဖားလောင်းဟူသောအသုံးနှုန်းကိုကျမမသိပါတိတ်ညံပါလားဟုကိုဒေါသထွက်သွားမိရဲ့လာဗန်ဒါအသုံးဆောင်တွေနဲ့မလန်မကန်မှာတီးတန့်ဖြစ်နေတဲ့သုံးတက်စာအုပ်စင်လေးတစ်ခုရှိရဲ့ထိုစင်ထဲမှာစာအုပ်တွေအများကြီးပါပဲစာအုပ်တွေတွေ့တိုင်းကြည်ကျင်သည့်ကျမဝါသနာအရစာအုပ်စင်တို့ကျမရှောက်သွားလိုက်တယ်ပြင်သစ်နိုင်ငံတောင်ပိုင်း Provence ဒေသနှင့်ပတ်သက်သည့်စာအုပ်တွေကိုတွေ့ရတယ်ပီတာမီလီရဲ့နာမည်ကြီးစာအုပ်ဖြစ်သော A Year in Provence ကိုလည်းတွေ့ရတယ်ကျမပြင်သစ်တို့မလာမီကြိုတင်ပြင်ဆင်နေသည့်အချိန်တွေတုန်းကကိုလက်ကကျမကိုဖတ်ခိုင်းသည့်စာအုပ်တွေထဲမှာဒီစာအုပ်ပါတာပေါ့ကိုလက်ကဘလို့လုပ်ပြီးဒီစာအုပ်ကိုသိတာလဲဟုကျမမေးကြည့်တော့ကိုလက်ကရဲတယ်စာအုပ်အညွန်းတစ်ခုမှဖတ်လိုက်ရလို့ပါဒီစာအုပ်ကရဲရတယ်ဟာပြင်သစ်လူမျိုးတွေရဲ့သူတို့ဒလေးစရိုက်တွေကိုဟာတာအမြင်နဲ့ရေးထားတာနိုင်ငံခြားကတငယ်ချင်းတယောက်စီငါမာလို့သူပို့ပေးတာပြင်သစ်ကတငယ်ချင်းလား no အမေရိကန်ကတငယ်ချင်းထိုစာအုပ်အောင်မြင်တဲ့ဖြစ်ဒုတိယတွဲအဖြစ်အမြဲတမ်း Provence ဟူသောစာအုပ်ကိုဆက်ရေးတယ်ကျမထိုစာအုပ်များကိုမြန်မာပြည်မှာကလေးကကိုလက်စီမှဖတ်ပူးပြီးသားဖြစ်လို့ဆွဲထုတ်ယူမကြည့်ပါအနောက်တွေကိုလိုက်ကြည့်ရင်ကျမနဲ့အလွန်ရင်းနှီးသောစာအုပ်နာမည်ကိုမြင်လိုက်ရတယ်နိုင်ငံတကာဥယျာဉ်များတဲ့ထိုစာအုပ်အနောက်ကိုဘယ်နေရာမှာပဲမြင်ဘယ်စာအုပ်စင်ကြားထဲမှာပဲမြင်ကျမမှတ်မိရဲ့စာအုပ်တွေမှာမြင်ရတိုင်းလဲကျမရင်ခုန်ရစမြဲဖြစ်တယ်
ကျမလက်နဲ့ရင်ခုန်လျက်စာအုပ်ကိုဆွဲထုတ်ယူကြည့်လိုက်တယ်ကျမကိုမောင်ဝယ်ပေးခဲ့ဘူးတဲ့စာအုပ်ကျမတို့နှစ်ယောက်အကြိမ်ပေါင်းများစွာအတူတူဖတ်ကြည့်ခဲ့သောစာအုပ်ဒီစာအုပ်ကြောက်တုံးဆန်အိမ်မှာရှိနေတာသွေးယူသားယူတိုက်ဆိုင်မှုတစ်ခုပဲလားကျမစာအုပ်ကိုအလဲလောက်မှဖွင့်လန်းကြည့်လိုက်တယ်ကျမတို့နှစ်ယောက်အိမ်မက်မက်ခဲ့ကြသောလာဗန်ဒါပန်းကင်းလွင်ပြင်ကြီးကိုချက်ချင်းဖွင့်မိလျက်သားဖြစ်သွားတယ်။မောင်ပြောတော့ကျမကိုလာဗန်ဒါပန်းကင်းတစ်ခုစိုက်ပျိုးပေးမှာတဲ့။အခုမထင်မှတ်ပါပဲပြင်သစ်နိုင်ငံတောင်ပိုင်းကလာဗန်ဒါပန်းကင်းကြီးထဲမှာကျမရောက်နေပြီ။ဒါဟာတိုက်ဆိုင်မှုတစ်ခုတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါ။ကျမရင်တက်လက်လက်ခုန်နေပါတယ်။စာအုပ်ရဲ့တနေရာမှာစာရွက်ပိုင်းလေးတစ်ခုညှက်ထားတာတွေ့တယ်။နာမည်နဲ့အီးမေးလ်အင်္ဂလိပ်စာရေးထားသောအင်္ဂလိပ်လက်ရေးများဒီလက်ရေးကိုကျမမြင်မှုပါတယ်။